မင်္ဂလာပါ2025ခုနှစ်ရဲ့နောက်ဆုံးရက်ဒီမှာကျွန်တော်တို့အားလုံးအနာဂတ်ပြည်ရင်ခုန်နေကြပါတယ်အထူးသဖြင့်2026ခုနှစ်ဟာမြန်မာနိုင်ငံကြီးနဲ့နိုင်ငံတကာဆက်ဆံရေးမှာအဆုံးဖြတ်ပေးမဲ့နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ် AMD ရဲ့ဒီနေ့ဗီဒီယိုမှာတော့2026မှာဖြစ်ပေါ်လာနိုင်တဲ့ထူးခြားတဲ့အပြောင်းအလဲ3ခုကိုကြိုတင်ဆန်းစစ်တင်ဆက်ပေးသွားမှာပါ2026မှာမြန်မာအိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်အိန္ဒိယနဲ့ထိုင်းနိုင်ငံတို့ရဲ့မြန်မာအရေးပေါ်ကန့်တွယ်ပုံတွေကပိုပြီးလက်တွေ့ကျတဲ့လမ်းကြောင်းကိုဦးတည်လာနိုင်ပါတယ်အထူးသဖြင့်နေဆက်ဒေတာတည်ငြိမ်ရေးနဲ့စီးပွားရေးလုံခြုံမှုအတွက်သူ့ရဲ့အခန်းကဏ္ဍက2025ထဲပုံမပြတ်သားလာကိုရှိနေပါတယ်ကုလသမဂ္ဂနဲ့အာဆီယံရဲ့တွန်းအားနောက်ကချက်ကတော့နိုင်ငံတကာဖိအားပါ2026မှာအာဆီယံရဲ့ဘုံသဘောတူညီချက်9ရပ်ပေါ်မူတည်ပြီးအရေးယူဆောင်ရွက်ချက်တွေကပုံစံသစ်နဲ့ထပ်ပေါ်လာနေပါတယ်နိုင်ငံတကာကပေးနေတဲ့လူသားချင်းစာနာမှုအကူအညီတွေဟာလည်းပြည်သူတွေစီတိုက်ရိုက်ရောက်ရှိဖို့နီးလန်းတစ်တွေရှာဖွေလာမဲ့နှစ်လည်းထဲပါတယ်။ Digital တော်လှန်ရေးနဲ့ဗဟုသုတဒါအပြင်2026ဟာမြန်မာလူငယ်တွေအထက်နီးပညာနဲ့ဗဟုသုတရှာဖွေမှုအားကောင်းလာမဲ့နှစ်ပါ။တည်င်းအမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှု Media Literacy ကပိုမိုအရေးပါလာပြီးအချက်လက်ခိုင်မာတဲ့တည်င်းရင်းမြစ်တွေကိုသာလူတွေကပိုမိုအားကိုးလာကြမှာဖြစ်ပါတယ်။ဒီကုန်းချုပ်ပြောရင်2026ဆိုတာစိန်ခေါ်မှုတွေရှိနေဦးမှာဖြစ်မိမယ်အပြောင်းလဲအတွက်အခွင့်အလမ်းတစ်တွေပေါ်ထွက်လာမယ်နှစ်လို့ဆိုရမှာပါကျွန်တော်တို့ AMD ကနေလည်း2026ခုနှစ်တလျှောက်လုံးမှာထူးခြားတဲ့သတင်းတွေနဲ့ဗဟုသုတတွေကိုအချိန်နဲ့တပြေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နှစ်တင်မှာအားလုံးပဲဗဟုသုတတွေဒိုးပွားပြီးအချိန်နဲ့အရက်ရက်ကိုကောင်းမွန်စွာဖျက်ချောနိုင်ကြပါစေကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ပြီးစောင့်ကြည့်ပေးကြအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်